Hallelujah ယနေ့မှာအသက်ရှင်လျှောက်လန်းရမယ်နှုတ်ကပတ်တော်ကောင်းစဉ်ကတော့တင်ဤခန္ဓာကိုယ်ကိုစကားပြောပါဆိုတဲ့ကောင်းစဉ်ကလေးဖြစ်ပါတယ်ရှင်တင်ရဲ့ခန္ဓာကိုယ်ဟာဆိုရင်ကျမ်းမာဖို့သက်ရှင်ဖို့ရန်အတွက်တင်ကစကားပြောပြရမှာဖြစ်တယ်မဿဲအခန်းကြီး7အခန်းငယ်36ကနေ39ကိုကြည့်ရအောင်ငါဆိုသည်ကလူတို့သည်အကျိုးမဲ့သောစကားကိုပြောသမျှအတွက်တရားဆုံးဖြတ်သောနေ့၌စစ်ကြောခြင်းကိုခံရကြလက်တံတင့်စကားများအားဖြင့်တင်သည်အပြစ်လွတ်လိမ့်မည်သို့မဟုတ်တင့်စကားများအားဖြင့်အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏တင်ရဲ့အသက်တာမှာအရေးကြီးဆုံးကတင်ပြောတဲ့စကားဖြစ်တယ်တင်ကအကျိုးမဲ့တဲ့စကားကိုမပြောဖို့ဘုရားသခင်ကတတိပေးနေတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တင်ပြောသမျှစကားတွေကတရားဆုံးဖြတ်တဲ့နေ့မှာစစ်ကြောခြင်းကိုခံရမှာဖြစ်တဲ့ကြောင့်အထူးအရေးကြီးတာဖြစ်တယ်။တင်စကားပြောတဲ့အရာအဖြစ်တင်ဟာအပြစ်လွတ်နိုင်တယ်လို့တင်ပြောတဲ့စကားအဖြစ်လေအပြစ်စီရင်ခြင်းကိုခံရမှာဖြစ်တယ်။အဲဒါကြောင့်တင်ပြောတဲ့စကားကအယံတတိထားရမယ်အကျိုးမဲ့တဲ့စကားကိုမပြောရဘူးအပစ္စည်းချင်းကိုခံရမယ့်စကားမျိုးကိုမပြောရဘူးလို့ကျမ်းစာကမိန့်မွတ်ထားတာဖြစ်တယ်စကားလုံးတွေကအလွန်မှတကိုးပါတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတင်ပြောလိုက်တဲ့စကားကအရာခတ်သိမ်းကိုပုံဖော်ပြီးတာဖြစ်တယ်တင်ရဲ့ဘဝအသက်တာကိုတင်ပြောတဲ့စကားကပုံဖော်ပြီးတယ်တင်ရဲ့အနာဂတ်ဘဝအတွက်လေတင်ပြောတဲ့စကားကပုံဖော်ပြီးတယ်လို့တင်ရဲ့ခန္ဓာကိုယ်ကျမ်းမာခြင်းတင်ရဲ့ခန္ဓာကိုယ်မှာတင်ခံစားရမယ့်ဝမ်းမြောက်ခြင်းလုံးစုံကိုလေတင်ပြောတဲ့စကားကပဲပုံဖော်ပြီးတာဖြစ်တယ်ကျမ်းစာထဲမှာဗာပြောထားလဲဆိုတော့ဟေဘရဲခန်းကြီး1ခန်းငယ်3ကိုကြည့်ရထိုသားတော်သည်ဖျားသခင်၏ဘုန်းတော်ရောင်ချီနှင့်ဇာတိအဖြစ်တော်၏ပုံတံဖြစ်၍တကိုးနှင့်ပြည့်စုံသောမိမိအမိန့်တော်အားဖြင့်ခတ်သိမ်းသောအရာတို့ကိုမဆသောသူဖြစ်လျက်တဲ့နော်ဖျားသခင်ကိုယ်တိုင်ကသူပြောတဲ့စကားအားဖြင့်ပဲခတ်သိမ်းသောအရာတွေကိုမဆတာဖြစ်တယ်ဟာလေလုယာဒါကြောင့်သင်ရဲ့အသက်တာမှာသင်တို့ယနေ့တွေ့ကြုံနေရတဲ့အရာအနာဂတ်မှာဖြစ်လာမယ့်အရာအလုံးစုံကသင်ပြောတဲ့စကားပေါ်မှာမူတည်တာဖြစ်တယ်အဲ့ဒီသင်ပြောတဲ့စကားအတိုင်းပုံဖော်လာမှာဖြစ်တယ်ဘုရားသခင်ကိုယ်တိုင်လည်းသူပြောတဲ့နှုတ်ကပတ်တော်စကားအတိုင်းသူကပုံဖော်ပြီးတယ်လို့တင်ပြောလိုက်တဲ့စကားအားလုံးကလည်းတင်ရဲ့ဘဝအခြေအနေအလုံးစုံကိုပုံဖော်ပြီးတော့မှဖြစ်တည်လာမှာဖြစ်တယ်ဟာလေလုယတုတ်တန်အခန်းကြီး18အခန်းငယ်21မှာဗာပြောထားလဲဆိုကြည့်ရှာသည်အသက်တည်ခြင်းနှင့်ရှင်ခြင်းကိုအစိုးရ၏ရှာကိုနှစ်သက်သောသူသည်လည်းရှာဤအသီးကိုစားရ၏ဟာလေလုယ20မှာကြည့်မယ်ဆိုရင်လူသည်မိမိနှုတ်ဤအသီးနှင့်ဝမ်းပြည့်ရ၏မိမိနှုတ်ခမ်းတို့ဤစီးပွားနေဝရ၏ဟာလေလုယသင်ပါစက်နှုတ်ရှာပါစက်ကပြောလိုက်တဲ့စကားသင်ရဲ့ဘဝအသက်တာရှင်သန်ဖို့အတွက်ဖြစ်တယ်သင်ရဲ့ဘဝအသက်တာကိုတည်ခြင်းနဲ့မှသင်နစ်မြုပ်ခြင်းနဲ့ဆိုရင်သင်ရဲ့ရှာကပဲသင်ရဲ့ဘဝကိုနစ်မြုပ်ပြလိုက်မှာဖြစ်တယ်သင်ရဲ့ဘဝအသက်တာမှာသင်ကစီးပွားဖြစ်ခြင်းနဲ့ကောင်းစားခြင်းနဲ့ဆိုရင်သင်ရဲ့နှုတ်မှာပြောတဲ့စကားတွေအတိုင်းပဲသင်ရဲ့ဘဝကပြည့်စုံလာမှာဖြစ်တယ်ဒါကြောင့်မိတ်ဆွေဒီနေ့မှာသင်ပြောတဲ့စကားတွေကဘယ်အရာတွေကိုသင်ပြောနေပါသလဲသင်ပြောတဲ့စကားတွေကအလွန်မှအရေးကြီးပါတယ်သင်ပြောတဲ့စကားတွေကသင်ရဲ့ဘဝအသက်တာအတွက်ဖြစ်တယ်သင်ရဲ့ခန္ဓာကိုယ်အတွက်သင်စကားပြောပါသင်ရဲ့ခန္ဓာကိုယ်ရဲ့ကျန်းမာခြင်းအတွက်လည်းသင်စကားပြောပါသင်ရဲ့ခန္ဓာကိုယ်ရဲ့ခွန်အားနဲ့ပြည့်ဖို့အတွက်လည်းသင်ခန္ဓာကိုယ်ကိုသင်ကိုယ်ရဲ့စကားပြောပါခန္ဓာကိုယ်အားပြည့်ဖို့ခန္ဓာကိုယ်ကကျန်းမာဖို့ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါအစိတ်ပိုင်းတိုင်းကကောင်းဆုံးတာဝန်ယူလှုပ်ဆောင်ဖို့သင်စကားပြောပါ
တင်းရဲ့ခန္ဓာကိုယ်ကိုတင်းအမြဲတမ်းစကားပြောပါတင်းရဲ့ခန္ဓာကိုယ်ကတင်းပြောတဲ့စကားကိုနားထောင်ပါတယ်လူသားရဲ့ခန္ဓာကိုယ်ကဘာနဲ့တူတယ်လဲဆိုတရိษံနဲ့တူတယ်ဘာဖြစ်လို့လဲဆိုတရိษံကိုတင်းကထိန်းလို့ရ train လို့ရတယ်သူ့ကိုတင်ပေးလို့ရတယ်ခွေးကိုလည်းတင်ပေးလို့ရတယ်ကြောင်ကိုလည်းတင်ပေးလို့ရတော်ရန်တရိษံနေပေးရင်တင်ကတင်ပေးလို့ရတာဖြစ်တယ်ဒီနေ့ကြားရီချင်းသေးတွေကြက်နေကိုလည်းလူတွေကတင်ပေးပြီးတော့မှရင်ကျေးစေတယ်တင်းရဲ့ခန္ဓာကိုယ်ကလည်းတရိษံလိုပဲတင်ပေးလို့ရတယ်ကျမ်းမာဖို့တင်ပေးလို့ရတယ်ခွန်အားနဲ့ပြည့်စုံဖို့တင်ပေးလို့ရတယ်တင်းကိုတင်းရဲ့ခန္ဓာကိုယ်ကိုတင်ကြားပေးပါတင်ခန္ဓာကိုယ်အတွင်းမှာရှိသမျှအားလုံးကိုတင်ဖြစ်ခြင်းတဲ့အတိုင်းတင်ကစကားပြောပေးရမှာဖြစ်တယ်ဒီနေ့ပဲတင်စပြီးတော့မှတင်းရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းအတီးတီးကိုတင်စကားပြောပါတင်းခန္ဓာကိုယ်အစိတ်ပိုင်းအတီးတီးကိုတင်ပြောတဲ့စကားအဖြစ်သူကတီဆောက်လာမှာဖြစ်တယ်ဟာလေလုယတင်ပြောတဲ့စကားကိုတင်ခန္ဓာကိုယ်အစိတ်ပိုင်းတီးတီးကနားထောင်တာဖြစ်တယ်ကျမ်းစာကဘာပြောသားလဲဆိုတော့ယာကုပ်ခန်းကြီး3ခန်းငယ်2ကနေ9ကိုကြည့်ရငါတို့ရှိသမျှသည်များသောအဖြစ်မှားတတ်ကြ၏စကားအဖြစ်မှားခြင်းမရှိသောသူမည်သည်ကစုံလင်သောသူဖြစ်မိမိကိုယ်ကိုတကိုယ်လုံးကိုချုပ်တီးနိုင်သောသူဖြစ်၏ဒါကြောင့်တင်ပြောတဲ့စကားအဖြစ်တင်ဘဝကမမားစေပါနဲ့ကျမ်းစာပြတင်ခန္ဓာကိုမကြမ်းမာခြင်းဖြစ်ဖို့အတွက်ကိုတင်မပြောပါနဲ့တင်ရဲ့ဘဝမှာမကောင်းတဲ့အရာတွေလွှမ်းမိုးချုပ်ကိုင်ဖို့အတွက်တင်မပြောပါနဲ့တင်ပြောတဲ့စကားကတင်ရဲ့ဘဝအတ္တကိုစုံလင်စေလာမှာဖြစ်တယ်တင်ရဲ့ခန္ဓာကိုယ်ကိုကြမ်းမာစေလာမှာဖြစ်တယ်တင်ရဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုပြည့်စုံစေမှာဖြစ်တယ်ဒါကြောင့်တင်ရဲ့နှုတ်ကိုတင်ချုပ်တီးရမယ်တင်ရဲ့နှုတ်ကဆိုရင်မကောင်းတဲ့အရာတွေနဲ့တင်မပြောဘူးလို့တာဖြစ်တယ်ဆိုယာကုပ်ခန်းကြီး3ခန်းငယ်9မှာဗာပြောထားသည်လေဆိုထိုနည်းတူရှာသည်ငယ်သောအင်္ဂါဖြစ်တော်လေအလွန်ဝါကြွားတဲ့အဘယ်များလောက်များစွာသောထင်းကိုအနှဲငယ်သောမိသည်ညှိနိုင်သည်ကိုကြည့်ပါလော့ခန်းငယ်6ကိုဆက်ကြည့်မယ်ရှာသည်မိဖြစ်ဒုက္ခဒုစရိုက်ဤလောကတက်လည်းဖြစ်ထိုတို့နှင့်အညီရှာသည်ငါတို့ဤအင်္ဂါတို့တွင်တည်၍တကိုယ်လုံးကိုညှဉ်းညူးစေ၏ဇာတိဆက်ကိုလည်းရှို့တယ်မိမိတည်လည်းငရဲမီးရှို့ခြင်းကိုခံလျက်ရှိတင်းရဲ့ဘဝတတမှာတင်းငရဲထဲမှာမီးရှို့ခြင်းခံရတာတင်းဘဝလောင်မြိုက်နေတာအလုံးစုံကတင်းရှာကမီးတောက်လို့ဖြစ်တယ်တင်းရှာတကိုယ်လုံးကိုညှဉ်းညူးစေတယ်မကြမ်းမာခြင်းကိုဖြစ်စေရတဲ့တင်းရှာပဲဖြစ်တယ်တင်းဘဝဆိုးညစ်ခြင်းတွေဖြစ်စေရတဲ့တင်းရှာပဲဖြစ်တယ်တင်းဘဝရဲ့အရာခတ်သိမ်းမှာကောင်းစားခြင်းနဲ့ဆိုရင်တင်းခန္ဓာကိုကြမ်းမာခြင်းနဲ့ဆိုတင်းရှာကိုတင်းချုပ်ထိန်တာပါအခန်းငယ်8ကိုတော့ကြည့်မယ်ဆိုရှာကိုကအဘယ်လူမဆိုမအောင်နိုင်မဆုံးမနိုင်တော့အဆိုးအညစ်ဖြစ်၏တေးစီတတ်သောအစိတ်အတောင့်နှင့်ပြည့်စုံ၏အခန်းငယ်9ကိုဆက်ကြည့်မယ်ဆိုရင်ငါတို့သည်ရှာဖြစ်ခမဲတော်ဘုရားသခင်ကိုကောင်းကြီးပေးတတ်ကြ၏ဘုရားသခင်၏ပုံတရားတော်နှင့်အညီဖန်ဆင်းသောလူတို့ကိုရှာဖြစ်ကျင့်စေတတ်ကြ၏တင်းရဲ့ရှာကိုတင်းထိန်ချုပ်ပါတင်းရဲ့ရှာကဘုရားသခင်လုပ်တဲ့အရာတွေကိုကျင့်စေတဲ့ရှာလားခမဲတော်ဘုရားသခင်ကိုကောင်းကြီးပေးပြီးတော့မှချီးမွမ်းကိုးကွယ်တဲ့ရှာလားတင်းရဲ့ရှာကိုတင်းဒီနေ့ဆန်းစစ်ပါတင်းရဲ့ရှာကဘလို့ရှာမျိုးလဲဘုရားကိုကောင်းကြီးပေးနေတဲ့ရှာလားတင်းရဲ့ခန္ဓာကိုကြမ်းမာခြင်းရဖို့ပြောစကားကိုပြောပြီးတော့မှတင်းရဲ့ဘဝအတ္တကိုကောင်းတဲ့အရာနဲ့တီးဆောင်နေတဲ့ရှာလားဒါမှမဟုတ်လို့ရှိရင်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ဆန့်ကျင်ဘက်ကျင့်စေခြင်းနေကောင်းကြီးမင်္ဂလာနဲ့ဆန့်ကျင်ဘက်စာတန်ရဲ့နီးလန်းနေအတိုင်းတင်ပြောထုတ်ပြီးတော့မှစာတန်ရဲ့လှုပ်ဆောင်ချက်တွေကိုတင်းရဲ့ဘဝတင်းပဝင်းကျင်ရဲ့ဘဝပုံပေါ်လာအောင်တုံးပြနေတဲ့ရှာလားဆိုတော့ဒီနေ့စမ်းစစ်ရမှာဖြစ်တယ်တင်းရဲ့ရှာကသက်ရှိတဲ့အပင်နဲ့တူတယ်ဝိညာဉ်ပိုင်းမှာလေ
ယေရှုခရစ်တော်ကတည်ခြင်းကနေရှင်ပြန်ထမြောက်တဲ့တန်ရှင်သောဝိညာဉ်တော်ကိုတင့်ကိုပေးထားတာဖြစ်တယ်။တင့်ရဲ့တည်ခြင်းကရှင်ပြန်ထမြောက်စေတဲ့ယေရှုခရစ်တော်ရဲ့ဝိညာဉ်တော်ကိုတင့်ရဲ့ရုပ်ခန္ဓာကိုယ်ထဲမှာဘုရားသခင်ကထည့်ပေးလိုက်တာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်တင့်ကိုဘုရားသခင်ကအသက်ရှင်တဲ့ဘဝအသက်တာဖြစ်ရှင်တန်စေတာဖြစ်တယ်။ဒါကြောင့်တင့်ရဲ့အကျင့်စာရိတ္တတွေကိုတင်ပြောင်းပြရမှာဖြစ်တယ်။တင့်ရဲ့ရှာကိုဘုရားသခင်ကိုနေ့တိုင်းချီးမွမ်းကိုးကွယ်တဲ့ရှာဖြစ်စီပါ။တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ရှာဖြစ်စီပါ။တင့်ရဲ့ခန္ဓာကိုယ်ကိုတန်ရှင်သောဝိညာဉ်တော်ရဲ့အုပ်ဆိုးမှုတန်ရှင်သောဝိညာဉ်တော်အသက်ရှင်ခြင်းကိုတင်အခွင့်ပေးပါ။တင့်ရဲ့ရှာကိုတင်ကောင်းစွာထိမ့်သိမ်းပါတင်ရှာအားဖြင့်တင်ရဲ့ခန္ဓာကိုယ်ရဲ့ဖြားနာခြင်းတွေအားနေခြင်းတွေတင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့မကောင်းတဲ့အရာတွေကိုတင်ရက်တန့်ပြီးတော့မှဘုရားရဲ့နှုတ်ကပတ်တော်တွေကိုမွတ်ဆိုပါတင်ရဲ့ရှာအားဖြင့်တင်ရဲ့လေထုကိုဘုရားရဲ့နှုတ်ကပတ်တော်တွေကိုမွတ်ဆိုပါမကောင်းတဲ့အရာတွေကိုလေထုထဲမှာမမွတ်ဆိုပါနဲ့တင်ရဲ့မိသားစုပေါ်မှာကောင်းတဲ့အရာတွေကိုမွတ်ဆိုပါငရဲမီးမရှို့ပါနဲ့ယာကုပ်3မှာပြောပြီးသားတင်းရဲ့ရှာကငရဲမီးကိုရှို့တာဖြစ်တယ်။ဒါကြောင့်တင်းရဲ့ဘဝတက်တာမှာဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့ဖျားပေးတဲ့ကောင်းကြီးမင်္ဂလာအလုံးစုံပြည့်ဝဖို့အတွက်တင်းရဲ့ရှာအားဖြစ်ပဲတင်းရရှိပိုင်ဆိုင်မှာဖြစ်တယ်။ယနေ့ပင်တင်းရဲ့ရှာကိုတင်းဆန်းစစ်ပါအခြားလူတွေကိုတင်းအပြစ်မတင်ပါနဲ့တင်းတွေးကြုံနေရတဲ့အရာတင်းဘဝမှာရှိနေတဲ့အရာအားလုံးကတင်ရှာရဲ့မီးရှို့ခြင်းကြောင့်သာဖြစ်ပါတယ်။တင်ရှာရဲ့ကောင်းကြီးပေးခြင်းကြောင့်တင်ဘဝကဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံနေတဲ့ဘဝနဲ့ရှင်သန်နေသလား။ဒါမှမဟုတ်တင်ရှာရဲ့မီးရှို့ခြင်းကြောင့်တင်ဘဝငရဲမီးရဲ့လောင်မြိတ်ခြင်းကိုခံစားနေရတာလား။ယနေ့ဆန်းစစ်ပြီးအသက်တဖန်ခရစ်တော်ကိုတည်ခြင်းမှရှင်ပြန်ထမြောက်စေဝိညာဉ်တော်ကိုတင့်ထဲမှာဝင်ရောက်ခွင့်ပေးပြီးတင်ရှာပေါ်မှာတန်ရှင်သောဝိညာဉ်တော်ရဲ့ထိန်ချုပ်မှုကိုသင်ခံယူလေ။ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုစေလွတ်လျက်တင်ဘဝအသက်တာတင်အနာဂတ်တင်ရဲ့မိသားစုတင်ပဝင်းကျင်တင်နိုင်ငံကိုဘုရားရဲ့နိုင်ငံတော်အဖြစ်တည်ထောင်ဖို့အတွက်တင်ရှာကိုတင်အသုံးပြုလက်အမှုပြုပါမိကြောင်းယေရှုနာမနဲ့ကောင်းချီးပေးတဲ့ယနေ့ခွန်အားပေးလိုပါတယ်။ရောက်စီတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေ။အာမင်။